好喂嘛，好喂，好喂。阿龍嗰邊大家，咁而幾多成苦錢，နော်大家話အတန်မရဘူးကျွန်တော်စီရောက်လာတယ်အတန်မရအတန်နဲ့ပတ်သက်တဲ့ကိစ္စတခုမှမရဘူးကျွန်တော်တို့မိုက်လည်းမရဘူးနော်မိုက်လည်းမရဘူးဒီကောင်ကတော့ဥပမာတော့ကင်ထားတယ် CPU EMC ကင်ထားတယ်နော် CPU EMC ကင်ထားတယ်ဒီလိုကြားတော့နော်ဘယ်တော့တန်ချင်တော့နော်မိုက်လည်း OK တော့ဒီဆိုတော့ဒီကောင်မဆုံးတော့ရှင်လေโอเคကျွန်တော်စီကြောင်းလာတော့10မိနစ်ပဲကြာတယ်နော်ဒီကပါလဲဆိုတော့အတိကအတိဟိုပေါ့နော်အဲ့တော့သူကင်ထားတဲ့အနေအထားကိုပြီးတော့ကျွန်တော်သူဖြစ်နေတဲ့ error နဲ့တိုက်ဆိုင်ပေါ့နော်အဲ့ဟာကို creator ဖို့ရရတယ်ပေါ့နော်ဒါတော့သူကင်ထားတဲ့ကျွန်တော်အနေအထားပေါ့နော် CPU EMC ကင်ထားပြီးတော့သူ့အပေါ်မှာ WCD လေးရှိတယ်နော် WCD 9090လေးရှိမယ်အဲ့ဟာကိုကျွန်တော်တဲကမှတစ်ချက်ပြောပြမယ်နော်ဟုတ်ကဲ့မင်္ဂလာပါနော်ကျွန်တော်ခုနကကေတာတီ4ရှိပေါ့နော်သူကဒီတန်ဖုန်းကိုလက်ထားလဲ CPU EMC ကင်ထားတယ်နော်သူက CPU EMC ကင်ထားတယ်ငါကောသူ no power ဖြည့်လို့ကင်တာလားဒါမှမဟုတ်တခြားအကြောင်းတော့ဖြည့်လို့ကင်တာလားတော့မသိဘူးအဲ့ဒါမရလို့ပြန်မှတယောက်လေးပေါ့နော်အဲ့တော့ကျွန်တော်ကြည့်တဲ့အချိန်မှာဒါကကျွန်တော်အဓိကကြည့်တာကတော့မိုက်ဆန်ကြည့်တယ် speaker ဆန်ကြည့်တယ် speaker လုံးဝဖွင့်နိုင်ရင် air ပုံစံလို့ပေါ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီကောင်ကိုဒီကနှစ်ခုရှိမှာပေါ့နော်ဒီကောင်က speaker PA ပြီးတော့ဒီကောင် audio IC နော်ဒီနှစ်ခုကျွန်တော်ဒီကောင်ကို sound ကြည့်တဲ့အချိန်မှာဒီကောင် original ခဲအတိုင်းကျင်နေတဲ့အတွက်ကြောင့်ဒီကောင်ကိုကျွန်တော်ရှင်းတိုင်းကြည့်တယ်ပုံမှန်ဖြစ်တယ်နော်ကျွန်တော်အသေးခေါ်ရတွေးကြည့်မယ်ဆိုရင်တော့ဒီနားမှာဆိုအပူများလုံးပြီးတော့ဒီနားမှာ audio port IC ဘေးနားမှာချိတ်တွေပါတယ်ချိတ်တွေလောင်းထားတဲ့အတွက်ကြောင့်ဒီကောင်ကခဲပူးနိုင်တယ်ပေါ့နော်ပြီးတော့သူ့ဟာဖြစ်တာစကန်လိုပုံမှာတော်တော်ကြာတယ်နော်တော်တော်ကြာတယ်ပြီးတော့မိုက်လည်းမရဘူးကျွန်တော်တို့တခြားဒီကလည်းမရဘူးပေါ့နော်ကျွန်တော်ရောက်လာလဲကျွန်တော်အနေထားကြည့်တယ်သူ CPU EMC ကင်ထားတယ်အဓိကကျွန်တော်သူကင်ထားတဲ့အနေထားကိုပါဆန်းလဲဆိုတော့ကင်မရာလေးဆန်းတယ်ကင်မရာဆန်းတယ်ပေါ့နော်အဓိက Wi-Fi emergency ကိုအဲ့ဒီဖြစ်နေဆိုရင်အဲ့ဆိုရင်ကျွန်တော်လိုက်ရမယ့်ဟာတစ်ခုပဲပေါ့နော် audio အတွက်အဲ့လိုကိုအတွက်ပေါ့အဲ့တော့ကျွန်တော်ကြည့်လိုက်တဲ့အချိန်မှာဒီကနေ့ခုကင်ထားတော့ကြောင့်ဒီကောင်ပဲပေါ့နော်10မိနစ်ပဲကြာလိုက်ပါတယ်ကျွန်တော်ဒီကောင်ကိုပြန်ခေါ်ပြီးတော့ပြန်ထိုင်ပြီးလိုက်တာနဲ့အတန်တွေအားလုံးပြန်အလုံးတော့ပါလေအဲ့ဒါကိုရှေ့စရာလေးကြုံလာရင်တခါစီကျွန်တော် low power CPU ဘောလို့ရင်းနဲ့ပဲဖြစ်အတန်ပြောက်တော့ထည့်ပြီးစီးတော့နော်တခြားနေရာတွေအတန်လုံးဝဘာမှမထိထားဘဲနဲ့ကိုကြီးပြောက်တော့တယ်အတန်ပြောက်တော့တယ်လို့နော်တို့ဒီ IC ကိုဒီဘောလို့ရှိပါမရဘူးလေပါနော်အဲ့ဒါခုပဲโอเคအားလုံးမသိတင်ပါလေโอเค